ဒီနေ့ဗီဒီယိုလေးကတော့ Gmail account တစ်ခုကိုဘယ်လိုဖွင့်ရမလဲဆိုတာပြပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် Chrome နဲ့ဝင်မယ်ပေါ့နော် Chrome နဲ့ဝင်လိုက်မယ် Gmail တွေပါရှိပြီးသား account ဝင်ပြီးသား login ဝင်ပြီးသားဆိုရင်တော့ဒါမျိုးတွေပေါ်လိမ့်မယ်ပေါ့နော်အဲ့ချိန်ကျတော့ကျွန်တော်တို့ဒီ add account တစ်ဖွင့်နေတယ်ဆိုရင်ဒီ add account တွေဝင်နေလိုက်ပါ add account တွေနေလိုက်ဒါကတော့ sign in ဝင်တာပေါ့နော်ကိုယ်ဒီမှာ Gmail ရှိပြီးသားဆိုရင် Gmail ထည့်မယ် password ထည့်မယ်ပြီးရင်sign login လုပ်လိုက်လို့ရှိရင် sign in ဒီ next လိုက်လို့ရှိရင်တော့သူကလည်းaccount ပြောင်းသွားပြီပေါ့နော်ကျွန်တော်ကဒီနေ့ account အသစ်ဖွင့်မှာဆိုတော့create account ကိုပဲနှိပ်လိုက်မယ်အမှမှာ for my personal use my for my child for work or my business ဆိုပြီးပေါ်လိုက်မှာနော်ကျွန်တော်တို့ personal အတွက်သုံးမှာဖြစ်တဲ့အတွက် for my personal use ကိုပဲသုံးလိုက်မယ်အမှဒီနေ့တော့ဥပမာအနေနဲ့ကျွန်တော်ဖွင့်မှာပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်နာမည်ကိုညီပဲထားပါတော့အဲ့လိုမျိုးကိုညီဒါ first name ပထမနာမည်ဒါဒုတိယနာမည်ထည့်ပါ simple လို့ထည့်လို့ရတယ်ကိုညီထည့်ပြီးတော့ next နေလိုက်မယ်ဒါတော့ date of birth မွေးနေ့ထားရနေရပါတော့ကျွန်တော်တို့3လပိုင်း1ရက်နေ့မှာမွေးတယ်3လပိုင်း1ရက်နေ့1999ပေါ့နော်ကျန်တာတော့ယောက်ျားလားမိန်းမလားခွဲနေရပါတော့ယောက်ျားလေးဆိုရင်မေးလို့ပဲထည့်လိုက်မယ်ပြီးတော့ next ကို next အဲ့မှာသူ suggestion ပေးရတဲ့သူပေးရတဲ့ဒီ Gmail တွေကိုပဲသုံးမလား account လေးနာမည်တွေပဲသုံးမလားဒါမှမဟုတ်ကျွန်တော်တို့ကိုယ့်ဘာကိုပဲ account နာမည်ဖန်တီးမလားဆိုတာလုပ်လိုက်ရတယ်ကျွန်တော်ကဒီ create your own Gmail address ကိုနှိပ်ပြီးတော့ကိုမမိလို့တဲ့နာမည်ထားတာလည်းကောင်းတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကကျွန်တော်နာမည်ကကိုညီဆိုလို့ရှိရင်ဥပမာမမောင်ဆိုလို့ရှိရင်တော့မမောင်ဘလောက်ပေါ့နော်ကိုညီဆိုတော့ကိုညီဘလောက်ကိုစိုးဆိုတော့ကိုစိုးဘလောက်အဲ့လိုမျိုးထည့်လိုက်လို့ရတယ်ကိုညီပဲထည့်လို့မရပဲသူကအနည်းဆုံးသူက6လုံးလား16လုံးလားဒီပါမရပါနော်အဲ့လိုနှိပ်ကြည့်လိုက်မယ်ဒီမှာ6လုံးနဲ့30အထက်အဲ့လိုမျိုး6လုံး30အထက်ဆိုတော့ကျွန်တော်မွေးနေ့မမိလွယ်အောင်လို့ကျွန်တော်မွေးနေ့ပြဒါမှဖုန်းနံပါတ်တွေပြကိုမမိလွယ်မဲ့အရာလေးပဲနောက်မှာကဏ္ဍတွေပေးရရအောင်နော်မတရက်3လ1999အဲ့လိုမျိုးဆိုရင် next နေမယ်password password ကသူကကျတော့ password ကအနည်းဆုံး8လုံးရှိရမှာနော်ကျွန်တော်တို့တရက်မွေးနေ့ပဲထားပါတော့တရက်3လ1999အဲ့ဆိုကျွန်တော်6လုံးပဲရှိသေးတယ်6လုံးပဲရှိသေးတယ်အဲ့နဲ့မရသေးဘူးတရက်3လ1999 password ကတော့ကိုမမိတဲ့ password ပေးခဲ့လို့ရတယ်အဲ့မှာကျွန်တော်ကပြည့်အောင်ဆိုပြီးကျွန်တော်ကိုညီမို့လို့ကျွန်တော်နာမည်နောက်ဆုံးညီလေးကိုထည့်လိုက်ပဲထားပါတော့ဟိုမှာသူကဒီလိုမျိုးနောက်ပိုင်းကျရင်အခုတော့ရတယ်ဗျဒီနောက်ပိုင်းကျတော့ဒီကျွန်တော်တို့ password strong password မဖြစ်ဘူးဆိုပြီးကျွန်တော်တို့ပြန်ပြီးတခြားသင်္ကေတထည့်ခဲ့တယ်နော်နှိပ်ပြမှာနော်တွေ့လားplease choose your strong password try a match letter number and symbol ဆိုပြီးအဲ့လိုမျိုးပြပါနော်ဒီလိုအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကြိုက်တာထည့်လိုက်လို့ရတယ်ပါထည့်မလဲလက်တာအကြီးပဲဖြစ်ဒါမှမဟုတ်နံပါတ်တွေကျွန်တော်လက်တာရဲ့နံပါတ်တွေပါပြီးသားရဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ sample ဆိုတဲ့ဟာလေး sample ဆိုတာဗျာဒီ add to shed တို့ကြိုက်တာထည့်ပြကျွန်တော် shed လေးထည့်ပြလိုက်မယ်ညီ shed တရက်3လ1999ပေါ့နော် password ဒီလိုမျိုးလေးပေးလို့ရတယ်next နေလိုက်မယ်အဲ့မျိုးဆိုရင် Gmail account ပွင့်ပြီပေါ့နော်ဒါမှ scan the QR code with your phone ဒါကွန်ပျူတာနဲ့ဖွင့်တာမို့လို့ဖုန်းနဲ့အဲ့လိုမျိုးဖုန်းနဲ့စကန်ရိုက်ခိုင်းတာပေါ့နော်ကျွန်တော်ရိုက်ပြနိုင်မယ်ဖုန်းနဲ့စကန်ဖတ်ခိုင်းတာကိုအကောင့်ထဲကိုဖုန်းနဲ့ဝင်သွားဖုန်းနဲ့စကန်ဖတ်လိုက်လို့ပြသွားပြီအဲ့မှာကျွန်တော် recovery email ကိုပြန်ထည့်လိုက်ရတယ်ကျွန်တော်ခုမှ email အသစ်စဖွင့်တာဆိုလို့ရှိရင်ဒီ email မထည့်ဒီ email တွေမရှိဘူးမထည့်ချင်ဘူးဆိုလို့ရှိရင်ဒီမှာ skip ကိုနှိပ်လိုက်လို့ရတယ်ပေါ့နော်ဒီမှာကိုညီတရက်3လ1999ကိုညီ13199ဆိုတဲ့အကောင့်ဖွင့်ပါပြီ next ကိုနိုင်မယ်ဒါတော့ private and then သူ့မှာပေးရတဲ့ချက်လက်တွေပေါ့နော်ကိုကဖတ်ချင်လိုက်ဖတ်လို့ရတယ်ဖတ်ချင်လိုက်ကြော်ပြီးတော့ I agree ကိုတားနိုင်လိုက်လို့ရတယ်ဒါပါပဲကိုညီဆိုတော့ call လို့ပေါ်ပါပြီ